1998-99လောက်တည်းကစကြည့်တယ်ဗကန်းကတုံးနဲ့လည်းစကြည့်ခဲ့တာဘောလုံးပွဲတွေကြီးရတာဝါသနာပါဆိုညီလေးဘယ်ရွယ်လောက်ကစကြည့်ခဲ့ရလဲဘယ်သူကြောင့်စကြည့်ပြစ်ခဲ့ရလဲပေါ့အဲ့ဒီပြောပြပြီဟုတ်ကျွန်တော်ငယ်ငယ်တုန်းကမူလာတန်းရွယ်တော့ကတော့ဦးလေးနဲ့လိုက်သွားတာကြည့်ရဦးလေးကလေရင်တုန်းကလည်းချက်စီးဖန်ဆိုတော့လိုက်သွားပြီးကြည့်ရကျွန်တော်အားလုံးကတော့နေမှာဆိုတော့လက်ဖက်ဆိုင်မှာသူကြည့်ရပြောစက်ကောင်းတော့ဒီမှာတော့ကိုဖုန်းနဲ့ကိုဆိုတော့တိတ်ပြီးတော့ရတတိတ်မခံစားရတော့နော်ငယ်ငယ်တုန်းကဘွားတွေပြန်ပြီးတော့လိုချင်တာပေါ့နော်ဘောလုံးပွဲတွေကြီးရတာစပြီးတော့ဝါသနာပပြစ်ခဲ့ရဘယ်ရွယ်လောက်ကဖြစ်မလဲဘယ်သူကြောင့်ကြီးပြစ်ခဲ့ရလဲဟုတ်အဲ့ဒါကြတော့လေကျွန်တော်ဝါသနာပါတော့သိမကြသေးဘူးဗျဟိုလောက်ပဲရှိဦးမယ်ကျွန်တော်2022အဲ့လောက်ပေါ့အဲ့လောက်တော့အเจ้าမှာဘောလုံးကန်ကြပါဗောများကန်လဲကန်အဲ့ဒါကျွန်တော်ကန်တာမဟုတ်ကျွန်တော်ဂိုးဖမ်းတာအဲ့ဒါကြောင့်အဲ့ကြမကန်တဲ့တော့ဂိုးလိုက်ဖမ်းနေတဲ့အတိုင်းဝါသနာပါသွားတာဟုတ်โอเคပါညီလေးခုလိုဖြေချပေးလို့ကျေးဇူးပါနော်ကျေးဇူးပါဗျဟုတ်ဒီဘောလုံးပွဲတွေကိုကြီးရတာအခုနေဝါသနာပါတယ်ဆိုတော့လေနော်ဘယ်အရွယ်လောက်ကစပြီးတော့ဝါသနာပါသွားတယ်အဲ့ဒီအကြောင်းလေးပြောပြပေးလို့ရလားကျွန်တော်ကနည်းနည်းဘောပဲကြည့်တာနည်းနည်းစောတယ်ငယ်ပြီမဲ့1998-99လောက်တည်းကစကြည့်တယ်ဗကန်းကတုံးနဲ့လည်းစကြည့်ခဲ့တာဘယ်သူကြောင့်စကြည့်ပြစ်ခဲ့ရလဲပေါ့အဲ့ဒီဗကန်းတို့ပေါ့အဓိကတော့ဗကန်းပေါ့62မျိုးဆက်ပေါ့ဗကန်းတို့စကြည့်ခဲ့ပိုရင်ဘလက်ရင်ဝိုင်ဟို TV မြောက်တီကလာတွေကစကြည့်ခဲ့တယ်ဆိုပါတော့အဲ့မှာလည်းမန်ယူနဲ့ပဲစကြည့်ပြီးတော့မန်ယူအားပေးပြီဟုတ်လို့စကြည့်တော့ဘယ်လိုလဲကိုယ့်အကူပဲတငယ်ချင်းတွေနဲ့စကြည့်ပြတာဒါမှမဟုတ်ကိုယ့်ရဲ့အဖေတွေဘာတွေကအဲ့လိုပြလို့လားအဲ့လိုမျိုးမဟုတ်ဘူးကိုတိုင်ဝါဝါသနာပါလို့ဖေတွေကအဲ့အချိန်မှာဘောလုံးဝဲဆိုတာဘာမှတော့မသိတဲ့အခြေအနေပဲကိုတိုင်ဝါအဲ့လိုမျိုးကြိုက်ပြီးတော့ဘောလုံးဝဲဆိုသွားကြည့်ရတယ်ဝေးကြီးတွေသွားကြည့်ရတာလေဝေးနော်အဲ့လိုတွေအားပေးခဲ့ဟုတ်ဒါဆိုလို့ရှိရင်အခုဘောလုံးပွဲတွေပေါ့နော်ကြည့်ရတာဝါသနာပါတယ်ဆိုတော့ဘယ်အရွယ်လောက်တွေကစပြီးတော့ဝါသနာပါခဲ့ရလဲဘယ်သူကြောင့်ဘောလုံးပွဲတွေစကြည့်ပြတာလဲပေါ့ကျွန်တော်ကဘောလုံးဝဲကြည့်တာကျွန်တော်ကျောင်းသားဘွားတွေကြည့်တာပေါ့နော်ကျွန်တော်တို့ခေတ်တုန်းကဆိုလို့ရှိရင် Henry ပေါ့ Henry တို့ Bargain တို့PS တို့ပေါ့နော် Obama တို့အဲ့ခေတ်တွေကျွန်တော်တို့ကကြည့်တာအာဆင်နယ်အဲ့တွေကျွန်တော်တို့ကအားပေးတာအဲ့တွေကနေကြိုက်တာအဲ့တွေကနေကြိုက်တာဟုတ်ဒါဘသူကြောင့်စကြည့်တယ်တချို့ဆိုရှိရလေအဖေကပြလို့အဖေကခေါ်သွားလို့အဲ့လိုမျိုးတွေရှိတယ်ဆိုတော့အခုအနေနဲ့ဘသူကြောင့်စကြည့်ပြတာလဲကိုတိုင်ပဲတငယ်ချင်းတွေနဲ့ကြည့်ပြတာလားပေါ့ဘယ်လိုမျိုးလဲပေါ့ကျွန်တော်ကတော့ဟိုဘောဘဲကိုကျွန်တော်ကပြောရရင်ရီးစောကြည့်ဖို့ကောင်းတယ်ကျွန်တော်ကဂျာနယ်လေးတွေစာဖတ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ခေတ်ကတကွန်လို့အင်အားလို့ပဲရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့မှာကျွန်တော်ကအာဆင်နယ်အသင်းသားပုံလေးတွေကျွန်တော်ကြိုက်တာပေါ့နော်ဟိုဘယ်လိမှာကန်နေဆိုတော့ကျွန်တော်မသိသေးတဲ့အချိန်ကနေစပြီးကျွန်တော်ကြိုက်တာဟုတ်โอเคပါဒါဘောလုံးပွဲကိုစပြီးတော့ဘောလုံးပွဲကြည့်ရဝါသနာပါပေါ့နော်ဘယ်အရွယ်လောက်ကစပြီးဝါသနာပါဖြစ်တာလဲပေါ့ကျွန်တော်အလေတန်းလောက်ကဖြစ်မယ်ဗျဒါပေမဲ့ပတ်သက်မရှိလို့မကြည့်ရဘူးအဲ့တော့ရောင်မာဆိုရင်တပွဲကို90ပေးရဗျစကိုင်းနဲ့ရကစားရောင်မာလည်းတအိမ်မရှိရဗျရွာလာကောင်မှာအတန်မဲနားထောင်ရတယ်ဟုတ်ကဲ့ဝလုံးဝင်းလာတယ်မန်ယူဝဲနေဆိုရင်ရွာလာကောင်မှာထိုင်းပြီးတော့အတန်နားထောင်လာတယ်ရုပ်မမြင်ရလည်းအတန်နားထောင်လာဗျသူစပြီးတော့ဘောလုံးဝဲလာပြီဆိုရင်ပိတ်တဲ့ order ကြီးလေအဲ့လိုမျိုးအတန်တဘောကြရဗျဟုတ်ကဲ့ပါ